ဒေချင်းတရားဆိုတာငါတို့အားလုံးမလွဲမသွေရင်ဆိုင်ရမယ့်အရာပါဒေချင်းတရားကပေးတဲ့အသိပညာသဘောတရားတစ်ခုပြောပြခြင်းပါတယ်ဘယ်သူမှမသိချင်ကြပါဘူးကောင်းကင်ဘုံကိုရောက်ချင်တယ်ဆိုတဲ့သူတွေတောင်အဲ့ဒီကိုသွားဖို့အတွက်မသိချင်ကြပါဘူးဒါပေမဲ့ဒေချင်းတရားကအားလုံးရဲ့သွားရလမ်းဖြစ်ပါတယ်ဒေချင်းတရားကနေဘယ်သူမှမလွတ်မြောက်နိုင်ခဲ့ပါဘူးဒေချင်းတရားကတခုတည်းတော့ဖန်တီးမှုဖြစ်ပါတယ်တဖြည်းဖြည်းနဲ့အသက်တွေကြီးလာမယ်အခုတော့သင်တို့ကငယ်ရွယ်သူလူသစ်လေးတွေပေါ့ဒါပေမဲ့သိမကြခင်မှာတစ်ချိန်မှာတော့အသက်အရွယ်ကြီးရင်လာမယ်နောက်တော့လူလောကထဲကနေထွက်ခွာသွားရမှာပါပဲဒီလိုပြောရလို့စိတ်မကောင်းပါဘူးဒါပေမဲ့ဒါတွေကအမှန်တွေပါပဲတင်းရဲ့အချိန်တွေကအကန့်အသတ်ရှိပါတယ်ကိုမဟုတ်တဲ့အခြားသူတယောက်အနေနဲ့အချိန်တွေမဖြုံးပါနဲ့ကိုဘုံတွေကားကြကြီးတဲ့ကိုပိတ်လောင်မထားပါနဲ့သူများတွေကိုဘယ်လိုမြင်မလဲလို့တွေးပြီးမရှင်းတာပါနဲ့အခြားသူတွေရဲ့ဆင်ញံတန်တွေကကိုယ့်ရင်ထဲကဂီတတန်တွေကိုမလွှမ်းမိုးပါစေနဲ့အရေးအကြီးဆုံးကတော့ကိုတကယ်မျက်နှိုးတဲ့ကိုအိမ်မက်နဲ့အလိုလိုအသိစိတ်နောက်ကိုလိုက်ရဲတဲ့တတိရှိဖို့ပါပဲကိုတကယ်ဖြစ်ချင်တာကိုရှာတွေ့ပြီဆိုရင်ဖြစ်အောင်လုပ်ပါအခြားအရာအလုံးကဒုတိယဦးစားပေးပါတဲ့စတီဗ်ဂျော့ရဲ့မိန့်ခွန်းတွေကသဘောကျတာလေးကိုဖတ်ပြခဲ့တာပါအားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်